ရာမိတ်ဆွေများအားလုံးမင်္ဂလာပါ2026ခုနေလ9ရက်ကြာတာပရိညဆရာရဲ့လိုက်အစီအစဉ်လေးဖြစ်ပါတယ်ဒီနေ့အစီအစဉ်လေးကတော့တောင်းဆိုမှုတွေရှိတဲ့အတွက်ဆရာဘဝကံလန်းလေးစတင်ဟောပြောမှာဖြစ်ပါတယ်ဒီကနေ့အစီအစဉ်ကတော့ခု1388ခုနှစ်ဆိုတော့နှစ်ကျွင်းနှစ်လို့ခေါ်တာပေါ့နော်နှစ်ကျွင်းနှစ်မှာဆရာကနှစ်ကျွင်းစာတာရှင်နှစ်ကျွင်းနှစ်မှာနှစ်ကျွင်းစာတာရှင်တနင်္လာသားသမီးများရဲ့ဘဝကံလန်းတွေကိုဒီကနေ့စတင်ဖော်ပြမှာဖြစ်ပါတယ်ဆိုတော့နှစ်ကျွင်းနှစ်မှာနှစ်ကျွင်းနှစ်အကြောင်းကိုစဟောမယ်ဒါလေးကခဏခဏ live မှာတောင်းတယ်တိုးတော့ဆရာမဟောပြဘူးဒီအကြောင်းလေးကိုဗစ်တော့ဟောခဲ့တယ်တိုးတော့နောက်ပြန်မဟောပြတဲ့အခါကျတော့တောင်းဆိုတာတွေကများတာဆရာမဟောပြတော့ဒီနေ့အစီအစဉ်လေးကနှစ်ကျွင်းစာတာရှင်တနင်္လာသားသမီးများရဲ့ဘဝကံလန်းကိုဆရာဒီနေ့ညစတင်ဟောပြမှာဖြစ်ပါတယ်ဆရာရဲ့မိတ်ဆွေတွေမှာနှစ်ကျွင်းစာတာရှင်ကြီးပါခဲ့ရင်ကိုယ့်ရဲ့ဘဝကံလန်းလေးကြောင့်ပူသိရမယ်တော့မို့ခု1388ခုနှစ်မှာမွေးဖွားသောကလေးမှတန်ကြပြီးနှစ်ကျွင်းဖြစ်တယ်နှစ်ကျွင်းနဲ့မှာတနင်္လာသားသမီးများအကြောင်းဆိုတော့ဒီတနင်္လာနေ့မှာမွေးကောင်းမကောင်းချိန်စားလို့ရအောင်ဆရာကနှစ်ကျွင်းစာတာရှင်တနင်္လာသားသမီးများရဲ့ဘဝကံလန်းကိုဘယ်အသက်အရွယ်ထိဟောမလဲဆိုရင်မွေးစကနေ80ထိဟောမှာခံယူဆိုလိုက်နော်ခံယူဆိုလိုက်ပါဦးခံယူဆိုလိုက်ဆရာဟိုနေ့ကမဟာဘုတ်ကျောင်း၄ရက်တိတိပြောခဲ့တယ်ခုနှစ်ကျွင်းစာတာရှင်ဆိုတော့မဟာဘုတ်ကျောင်းမှာဆရာကဏ္ဍလေးတွေပြောခဲ့နော်စာတို့ဘေးရင်ပညာကကဏ္ဍတွေကိုဘာသာပြန်ဟောတာပေါ့အခုဆိုဆရာနှစ်ကျွင်းစာတာရှင်တွေဟောဖို့တဲ့ဒီလိုကဏ္ဍလေးတွေချထားတယ်ဒီထဲမှာစာတစ်လုံးမှမပါဘူးကဏ္ဍတွေကြည့်ပဲဒီကဏ္ဍတွေကိုဘာသာပြန်နိုင်ရမယ်ဒါမှသာလျှင်ဘေးရင်ဆရာဖြစ်တာပေါ့အမိုးစာတို့ဟောပြောသမျှဒီစာအုပ်ထဲမှာရေးမှတ်သမျှဒီအခရာကဏ္ဍတွေပဲရှိတယ်ကျန်တာလေးမရှိဘူးနော်အချာမိုးဆရာကဒီနေ့နှစ်ကျွင်းစာတာရှင်တနေ့ကတာသမီများရဲ့ဘဝကံလန်းဆိုတော့အကျွင်းအပြင်နှစ်ကျွင်းအဖွားအပြင်ဘင်္ဂဘဝတနေ့ကတာသမီဖြစ်တဲ့ဘင်္ဂဘဝဒီစာတာရှင်နေကဘဝမှာဖြတ်တန်းတဲ့ခါမှာမွေးဖွားတဲ့အချိန်စားပြီးတော့အသက်80အထိဖြတ်တန်းတဲ့ခါမှာဘဝမှာအေးချမ်းချမ်းဖြတ်တန်းမလားမအေးမချမ်းဖြတ်တန်းမလားဘယ်အချိန်မှာအေးချမ်းမလဲဘယ်အချိန်မှာမအေးချမ်းဘူးလဲအဲ့ဒါတွေကိုဆရာကစတင်ဟောပြောမယ်ဆိုတော့မွေးဖွားတဲ့အချိန်ကစပြီးတော့15နှစ်တာကာလတလင်းလာကျူမှာ15နှစ်ဆို15နှစ်တာကာလကောင်းသောမွေးဖွားခြင်းလားဆိုးသောမွေးဖွားခြင်းလားဘာဒီကောင်းပြီးတော့ဘာဒီဆိုးတာလဲဒါတွေကိုဆရာကအခုကိုဗစ်တော့ဟောခဲ့ဘူးတဲ့သူဆိုဒီကြားထဲမှာမဟောဖြစ်တော့ဘူးခုပြန်ပြီးတော့ဟောပြောဖြစ်တယ်ဆိုတော့ဆရာမိတ်ဆွေတွေမှာနှိမ့်ချွင်းပါရင်ဒီစာလေးနားထောင်ကြည့်ပါကိုဘွားကန်လည်းကိုက်ညီလားတိုးတော့လေဆရာကျူရင်မိတ္တရခင်ပြောကြလို့ဒီမှာခုဆရာဟောပြောချက်များသည်လူ10ယောက်မှာ9ယောက်သောသူတွေမှန်လိမ့်မယ်နော်3ယောက်သောသူတွေတော့မှန်ချင်မှမှန်လိမ့်မယ်လွတ်ခွင့်လိမ့်မယ်တရားမှာတရားလုံးတော့မမှန်နိုင်ဘူးတိုးတော့လေပါစင်းနေနဲ့တော့မလို့ဆရာဟောပြောသမျှဒီ10ယောက်ကို9ယောက်မှန်မယ်တရားမှာ90တော့မှန်လိမ့်မယ်ဆရာပြောတဲ့ဟောပြောချက်နဲ့အကျုံးဝင်နဲ့3ယောက်လောက်ကတော့လွတ်ကင်းနိုင်တယ်ဒါလောကရဲ့နေရာမှာဖြစ်ပါတယ်အဲကြောင့်မို့နှစ်ကျွင်းစာတာရှင်မွေးဖွားတဲ့အချိန်ကစပြီး15နှစ်တာကာလကံကောင်းလာပြီရင်15နှစ်တာကာလမှာတော့ကံကောင်းတယ်ဘင်္ဂဘွားတော့မှန်တယ်တိုးတော့လေ15နှစ်တာကာလမှာကံကောင်းတယ်တချေကံကောင်းလာပြီကံကောင်းတယ်တနင်္လာကိုကံကောင်းတဲ့အတွက်ငွေကံလည်းကောင်းတယ်ငွေကြီးလည်းပြည့်အစင်ပြေတယ်ပေါ့ပြောရရင်တော့ကံဒီကောင်းကောင်းမွန်မွန်နဲ့အေးချမ်းချမ်းမွေးဖွားရတယ်ပေါ့တိုးတော့လေသူကအာတာချက်အားနဲ့ချက်ပြောမယ်ဆိုရင်အာတာချက်ကကံကောင်းတယ်ပထမဒုတိယအာတာချက်ကပညာရေးကံကောင်းတယ်ပေါ့15နှစ်တာကာလသူကိုကံကောင်းတဲ့အတွက်တနေ့ကအချီရေးကံလည်းကောင်းတာပေါ့ငငယ်ရုံနဲ့အကြီးသားထားလို့ကောင်းတာပေါ့နော်အချီရေးကံကောင်းတယ်ဆိုတော့နော်
ကိုကံကောင်းတဲ့ငွေကံကောင်းတဲ့စင်္ဂါတိတာကလာမှာတော့ဘင်္ဂဘွားတွေနှိကျွင်းတွေကအခြေကံနဲ့ကောင်းတယ်ပြီးရင်ပညာရေးကံနဲ့ကောင်းတယ်အားအတချက်ကအဲ့တုံးအားနဲ့ချက်လေးပြောပါဆိုကျမ်းမာရေးညက်တက်တယ်ခရီးဆက်ပြီနော်ကျမ်းမာရေးတွေညက်တက်တယ်ကျမ်းမာရေးတွေညက်တက်တယ်စီအစားအစာလေးတွေအစိတ်တင်တတ်တယ်ဆိုတော့ကိုယ်စင်္ဂါတိတာကလာကံတော့ကောင်းတယ်ကိုယ်စားချင်တာတွေစားလို့မရဘူးအစားအစာကြောင့်လည်းကျမ်းမာရေးညက်တက်တယ်အစိတ်တော့ဖြစ်တတ်တယ်အကြမှုညက်တယ်အကြမှုအချီရေးကံကောင်းတယ်ဆိုတော့ရီးသားတော့သွားမထားနဲ့နော်ခြေကျော်လက်ကျော်အိမ်တော်ကြသွားမှာဆိုလို့နော်အိမ်တော်ကြသွားရင်မကောင်းဘူးနော်ဒီကံကပါမလာဘူးကံပဲကောင်းတယ်ပညာရေးကံပဲကောင်းတယ်အချီရေးကံပဲကောင်းတယ်သို့တော်လည်းအားနေချက်ပြပါလို့ကျမ်းမာရေးညက်တက်တယ်စီမအစာမဖြစ်တတ်တယ်အိမ်တော်မြတ်ခြေကျော်လက်ကျော်သွားမကြမိတဲ့ငယ်ငယ်ရွယ်နဲ့တော့ကဒုက္ခတွေရောက်ပြီလို့မှတ်လိုက်တော့ဟုတ်ပြီအဲ့တော့15နှစ်တာကလာမှာကောင်းခြင်းလေးနဲ့အေးစီစီပဲမွေးခဲ့တယ်ဘင်္ဂဘွားတော့မှန်တယ်ဟိုအေးချမ်းချမ်းလေးနဲ့နေရတယ်ပေါ့15နှစ်ကတည်းကဟိုဘက်ဆက်သွားမယ်15လေး23ကံကောင်းသေးလားကံလေးက15နှစ်တော့မကောင်းဘူးသူကကံလေးကံအရှင်လေးကလုံးဝကြမသွားနည်းနည်းလေးပဲကြသွားတယ်ကောင်းနေတော့မယ်ပုံမှန်လေးသွားနေတော့မယ်နည်းနည်းလေးတော့ညော့သွားတယ်သို့တော်လည်းကံညံ့တဲ့ဘက်ကိုပါမသွားသေးဘူးနော်ဆိုတော့15နှစ်ကနှစ်သက်ဆုံးမှာလည်းဆို15နှစ်ထိတော့ကံဘယ်လောက်ကောင်းလဲဆိုရင်ရာခိုင်နှုန်းပြောင်းဆိုတော့85တရားမှာ85 15လောက်တော့ကျွန်တော်85လောက်ကောင်းတယ်ဆိုတော့15တွေ23မှာကျတော့80လောက်တော့ကံကောင်းနေတော့မယ်နော်တရားမှာ80လောက်တော့ရာခိုင်နှုန်းကံကောင်းနေကံလေးကောင်းနေတယ်ကိုယ်ကံကောင်းတဲ့ငွေကံလေး80လောက်ကောင်းနေအချီးကံနဲ့80လောက်ကောင်းနေတော့ပဲပညာရေးကံနဲ့ကောင်းနေတော့မယ်ဆိုတော့ဘာပဲပြောပြော23ထိကတော့ကံရောပညာရေးကတော့နည်းနည်းလေးညော့သွားတော့လေကောင်းနေတော့ပြီတိုးတော်လေးအားနည်းချက်တွေကဒီဘက်ဒီဆက်ပါလာတယ်ကျမ်းမာရေးတတိထားမယ်နော်ကံကောင်းလို့ကျမ်းမာရေးချူချက်တတ်တယ်နော်ကံလေးကကျမ်းမာရေးတွေညက်တတ်တယ်အိမ်အောင်များကြားခဲ့ရင်အိမ်အောင်ကြီးကံလေးကမကောင်းသေးဘူးနော်15နှစ်ဘာလို့မကောင်းတာနဲ့15နှစ်နောက်ပိုင်းမကောင်းတာပိုဆိုးလာတယ်အကြောင်းမို့ဒီဇာတာရှင်တွေကအိမ်အောင်ပြုမစောမလောဖို့လိုအပ်တယ်အိမ်အောင်ပြုပြန်ဆိုးလို့ကတော့အိမ်အောင်ကြီးဒုက္ခမရဘဲနဲ့အိမ်အောင်ကြီးဒုက္ခတွေကြုံတွေ့ရမယ်ခံမသိကွဲကွာတတ်တယ်ခွဲခွာနေရတတ်တယ်နော်အတ္တကျပြောပါဆိုကံလေးကောင်းနေတော့မယ်ငွေကံလေးကောင်းနေတော့မယ်အချီးကံလေးကောင်းနေတော့မယ်ပညာရေးကံလေးကောင်းနေတော့မယ်အိမ်တော်ကြီးအမျိုးသမီးများပြောနော်အမျိုးသမီးများ15နှစ်မှလည်းအမျိုးသမီးတွေအိမ်တော်ကြီးကံမကောင်းသေးဘူးအမျိုးသားတွေကကောင်းတယ်15နှစ်23မှလည်းအမျိုးသမီးတွေကအိမ်တော်ကြီးကံမကောင်းသေးဘူးပြည့်နေတော့မယ်ထိုနည်းတူအမျိုးသားတွေလည်းအိမ်တော်ကြီးကံမကောင်းသေးဘူး15နှစ်တည်းကြိုးစားရောအိမ်တော်ကြီးကံပြက်သွားတယ်အကြောင်းမို့ဒီဇာတာရှင်တွေက15နှစ်ကျော်ရင်အိမ်တော်ပြုဖို့မစောမလောဖို့လိုအပ်တယ်အမျိုးသားအမျိုးသမီးအိမ်တော်ကြားခဲ့ရင်အိမ်တော်ကြီးဒုက္ခလုံးဝမရနိုင်ပါခံမတင်ကိုယ်ကွာတတ်တယ်သူ့မို့အိမ်တော်ဇက်ဒီများတတ်တယ်15ကလေး23ကလေးခုဘက်ကိုဆက်သွားမယ်ဘဝကံလဲဆိုတာမတိမချင်းသွားမှာဖြစ်တယ်ဆိုတော့ခီးသွားသလိုပဲဒီကလေးမန္တလေးသွားမယ်ဆိုမရောက်မချင်းသွားရမယ်တမျိုးဝင်တမျိုးထွက်တော့ထွက်ရမယ်တိုးတော့လေမန္တလေးရောက်အောင်သွားမှာပဲနော်ကြောင့်မို့23ကလေးခုဘက်ကိုဆက်သွားမယ်40ကံလေးက80လေးကောင်းနေတော့မယ်ကံအားလေးကြမသွားဘူးနော်ဘင်္ဂဘွားတော့မှန်နေကျိုးက80နဲ့သွားနေတော့မယ်ကိုကံလေးလည်း80ကောင်းနေတော့မယ်ငွေကံလေးလည်း80ကောင်းနေတော့မယ်အချီးကံလေးကလည်း80ကောင်းနေတော့မယ်ပညာရေးကံလေးကလည်းကောင်းနေတော့မယ်ဆိုမကောင်းတာကတော့အိမ်တော်ကြီးကံပြည့်နေတော့မယ်ကျမ်းမာရေးကံပြည့်နေတော့မယ်အိမ်တော်ကြီးကံပြည့်တဲ့ခါမှာအမျိုးသားရောအမျိုးသမီးရောဆက်ပြည့်နေတော့မယ်16နှစ်ကလေးစပြည့်တဲ့အပြက်က23 40အထိအကြောင်းမို့ဒီဇာတာရှင်တွေကတူနေတဲ့နဲ့တက်ချင်းလို့ပဲ40ကျော်မှဘဝစားမှကြည့်လို့ပြောရမလို့ဖြစ်နေနော်